ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ MSc Crane Services မြန်မာအနေနဲ့အခုရက်ပိုင်းတွေမှာ Deck Engine Galley Department 3ခုလုံးစာအတွက်နေ့စဉ်ဒီပါ interview တွေရှိနေပါတယ်ခင်ဗျာကျွန်တော်တို့တွေကရုံးကိုလာပြီးတော့ interview ဖြေဖို့အတွက်ဖိတ်ခေါ်ပြီးဆိုတွေကစိတ်မပူပါနဲ့80%လောက်ကိုအောင်ထားပြီးသားဖြစ်နေလို့ပါinterview ထဲမှာကျွန်တော်တို့တွေကမေးမဲ့မေးခွန်းတွေကလည်းအကိုတို့အားလုံးညီကိုတို့အားလုံးသိထားပြီးသားမေးခွန်းတွေပဲဖြစ်တယ်လို့ညီကိုတို့ကင်ဆောင်ထားတဲ့လက်မှတ်နဲ့ကိုက်ညီတဲ့မေးခွန်းတွေပဲကျွန်တော်ကမေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော် MSc မြန်မာက interview ဖို့အတွက် interview ဖြေဖို့အတွက်เนาะရုံးကြွခဲ့ပါဆို one band တာနဲ့ပျော်ပျော်ရွှင်ရွှင်တာလာပြီးတော့ဖြေပေးကြပါခင်ဗျာတချို့ဆိုတဲ့သိတယ် interview ဖြေရမယ်ဆိုတော့စိတ်လေးလှုပ်ရှားကြတယ်ဘာမှမလှုပ်ရှားပါနဲ့ interview ဆိုတာတဲ့ကျွန်တော်တို့ကတီးတိုက်တာလို့လည်းကျွန်တော်တို့ကသင်ပေးသွားမှာပါ knowledge sharing သဘောမျိုးတွေလည်းပါပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရှိမှ interview တွေအမြန်ဆုံးလာပြီးဖြေဖို့အတွက် CV form တင်ပေးကြပါလို့ကျွန်တော်အနေနဲ့စိတ်ခင်ရုပ်သေးလေးစားစွာဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ